တပည့်တော်တို့မျိုးသမီးဆရာဝန်အနေနဲ့ဖေဟာယဟန်တန်ကများစေကုသဖို့လာတဲ့အခါတခြားလွဲပြောင်းကုသပေးရမယ်မျိုးသားဆရာဝန်လည်းမရှိသည့်အခါမှာတပည့်တော်တို့တချို့ယောဂတွေမှာဆိုလို့ရှိရင်ဖေဟာထိတွေ့ပြီးတော့စမ်းသပ်ဖို့လိုပါတယ်ဖေဟာအဲ့လိုယောဂတွေအတွက်ဆိုရင်တပည့်တော်တို့တက်နိုင်သမျှတော့ဒီလက်နဲ့တိုက်ရိုက်ထိတွေ့တာမဟုတ်ဘဲနဲ့လက်အိတ်လိုဟာမျိုးအသုံးပြုပြီးတော့ယဟန်တော်ရဲ့ခန္ဓာကိုယ်ထိတွေ့မယ်ဆိုရင်ရောတပည့်တော်တို့ဘက်ကနေပြီးတော့အပြစ်ဖြစ်ပါသလားဖေဟာယဟန်များဘက်ကရောအာဘတ်တင်ပါသလားဖေဟာအပြစ်ဆိုတာကတော့ဝိနည်းအပြစ်အဘိဓမ္မာအပြစ်ဒီလိုရှိတာပေါ့အဘိဓမ္မာအပြစ်ဆိုတာတခြားမဟုတ်ပါဘူးလောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာအိတ်တမစ္စရိယဖြစ်တာအဲ့ဒါကိုအပြစ်လို့ခေါ်တယ်ဝိနည်းမှာကျတော့အာဘတ်တင်တာကိုအပြစ်လို့ခေါ်တယ်အဲ့တော့အပြစ်လို့စကားပြောလိုက်ရင်ဝိနည်းအပြစ်ဝိနည်းအပြစ်အဘိဓမ္မာအပြစ်ဒီလိုခွဲတယ်ပေါ့အဲ့တော့ယဟန်တန်တမှာအမျိုးသမီးရဲ့တွေ့ထိမှုကိုတာယာရင်ဒါအဘိဓမ္မာအပြစ်လောဘပဲနော်အဲ့တော့အမျိုးသမီးဆရာဝန်ဘက်ကလည်းပဲယဟန်တန်ဃာကိုဒီလိုကင်တွယ်ထိရတာကိုတာယာရင်ဒါလောဘအပြစ်ပဲနော်အဲ့တော့ဝိနည်းလမ်းကြောင်းဘက်ကလည်းနည်းနည်းပြောရရင်အမျိုးသမီးသူနာပြုတ်တယ်အမျိုးသမီးဆရာဝန်တွေကယဟန်တော်တွေကိုအဲ့တော့စိတ်ကူတာဖို့တဲ့ကင်တွယ်ရတဲ့အခါမှာယဟန်တော်ဒီဘက်ကအာဘတ်တင်သလားလို့ပြောရင်ယဟန်တော်ဒီနော်ကိုယ်ပယောဂနဲ့သွားထိမှသာအာဘတ်တင်တာပါသူကအင်္ဂါ2ချက်ရှိတယ်နံပါတ်1မျိုးသမီးရဲ့ထိတွေ့မှုကိုတာယာတဲ့စိတ်ရှိရမယ်နံပါတ်2အဲ့ဒီတာယာတဲ့စိတ်နဲ့မထိအောင်တမင်တကာလုပ်ရမယ်ဒီ2ချက်နဲ့မှအာဘတ်တင်တာအဲ့တော့ဘုန်းကြီးကအမျိုးသမီးကိုတကူးတကသွားထိတာမဟုတ်တဲ့အတွက်ကြောင့်အမျိုးသမီးရဲ့ဒီခုနကသူနာပြုသို့မဟုတ်ဆရာဝန်ရဲ့မျိုးသမီးသူနာပြုဆရာဝန်ထိတွေ့မှုကိုနော်တာယာမိခိုင်တော့စိတ်မနာလို့စိတ်မနိုင်လို့တာယာမိခိုင်ရင်တော့မလုံးမချက်ငြိမ်နေတယ်ဆိုရင်အာဘတ်မတင်သေးဘူးဥပမာဦးဇင်းတို့ဟိုအရင်တုန်းကဆိုရင်တချို့ဦးဇင်းတွေလိုင်းကားတွေစီးရတယ်လိုင်းကားစီးရတဲ့အခါမှာကြက်ကြက်တက်တခါတည်းမျိုးသမီးတွေနဲ့တိုးထိရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့မတော်တဆအဲ့လိုတိုးထိသွားတာမျိုးတွေကိုကတိုးလိုက်ရင်ထိသွားတာမျိုးအဲ့ခါကျတော့တာရတဲ့စိတ်မပါလို့ထိပေမဲ့တာရတဲ့စိတ်မပါသွားဘူးမတော်တဆထိသွားတာပြောပြတာဆွန်းလောင်းရင်းနဲ့မတော်တဆထိတာတွေရှိတယ်အဲ့တော့မတာရတဲ့အတွက်ကြောင့်အာဘတ်မသိဘူးပေါ့ဆိုတော့အခုလဲဒီမှာဆရာဝန်ကလာထိတဲ့အခါမှာသူနာပြုကလာထိတဲ့အခါမှာကွာမတာရဘူးဆိုရင်မပြောစရာမလိုဘူးတာယာမိခဲ့ရင်တော့မှမလုံးမချက်ငြိမ်းနေတယ်ဆိုရင်အာဘတ်မသိသေးဘူးတာလဲတာရတယ်အာရပါရထိအောင်ဆိုမတိမတာလေးလှုပ်လိုက်တယ်တိတိတတာလှုပ်လိုက်တယ်ဆိုရင်တော့အာဘတ်သိပြီအဲကြောင့်ဆရာတော်တချို့ကသင်ပေးတယ်လေဘာမှမလုပ်နဲ့ငြိမ်ငြိမ်လေးနေဆိုပြီးတော့သင်ပေးတဲ့ရှိတယ်ဒါဘုန်းကြီးရဲ့ဝီနီးပိုင်းကိုပြောပြတာအဲ့တော့တာယာတဲ့စိတ်လည်းရှိမယ်မထိအောင်လည်းလှုပ်လိုက်ဆိုရင်တော့အာဘတ်သိတယ်အဲ့တော့အဘိဓမ္မာသဘောတရားရတော့ခုနလိုတာယာတဲ့စိတ်ကလေးပါရင်ဟောဒါလောဘအကုသိုလ်ဖြစ်သွားပြီနော်လောဘအကုသိုလ်ဖြစ်သွားပြီခုနလိုမျိုးသမီးကလာထိတယ်ကိုကဘာမှမလုပ်ဘူးငြိမ်ပြီးတာယာနေတယ်အဲ့တော့ဝိနည်းပြတော့မရှိပေမဲ့အဘိဓမ္မာရတော့အကုသိုလ်ဖြစ်သွားတာပဲအဲကြောင့်အပြစ်ဆိုတဲ့နေရာမှာဦးဇင်းတို့လုံးချလို့တော့မရအောင်လောဘဖြစ်ရင်ဒါအကုသိုလ်ဖြစ်ပဲဒေါသဖြစ်ရင်အကုသိုလ်ဖြစ်ပဲဝိနည်းအရာတော့သိချင်မှသိမှာဒါမျိုးတွေရှိတယ်နော်အဲ့တော့ခုနသူနာပြုတွေမှာကျတော့ဒါဝိနည်းကမရှိဘူးလေအဲ့တော့သူကတော့အဘိဓမ္မာနဲ့ပဲစဉ်းစားမှာပေါ့အဲ့တော့ယဟန်တစ်ပါးကိုတမင်တကာမထိချင်တဲ့စိတ်နဲ့တာယာတဲ့စိတ်နဲ့တော့ကင်ရင်တော့ကိုယ်မှာအဘိဓမ္မာအကုသိုလ်ဖြစ်မှာပေါ့မဟုတ်ဘူးယဟန်တော်ရဲ့ယောဂဝေဒနာကိုကုသပေးခြင်းတဲ့စိတ်နဲ့ကင်ရတာမျိုးကတော့ဘာအဖြစ်မှမရှိဘူးဒါကုသိုလ်စိတ်နဲ့ကင်တာပဲလေနော်ဦးဇင်းတို့စာပေထဲမှာဥပမာပေးတာတခုရှိတယ်အရှင်ဇီဝကသမားတော်ကြီးရဲ့စိတ်ကုသမှုမြတ်စွာဘုရားခြေထောက်ကိုဓာတ်နဲ့ခွဲတယ်အဲ့တော့ဓာတ်နဲ့ခွဲတဲ့အခါမှာဒေါသစိတ်နဲ့ခွဲတာမဟုတ်ဘူးဘုရားရဲ့ခြေထောက်မှာရှိတဲ့အနာကောင်းပါစေပျောက်ပါစေဆိုတဲ့စိတ်နဲ့ခွဲတာအဲ့တော့ဓာတ်ခွဲတာအကုသိုလ်မဟုတ်ဘူးစေတနာနော်သူစေတနာကကောင်းတဲ့စေတနာမို့လို့အဲ့တော့သမားတော်ကြီးဇီဝကရဲ့ဓာတ်ခွဲမှုတွေကုသိုလ်တောင်ရသေးတယ်နောက်ဦးဇင်းတို့ဒီဘောဓိကိုင်းရှိုးတဲ့ကိစ္စတွေဒေါသစိတ်နဲ့ဘောဓိကိုင်းရှိုးမယ်အရှင်ဒေဝဒတ်မြတ်စွာဘုရားကိုတမင်တကာဒေါသစိတ်နဲ့ကြောက်တုံးလှိမ့်ချတယ်အဲ့ဒါတွေကကျတော့စေတနာကိုကအကုသိုလ်ဖြစ်နေတာဒါကြောင့်ဦးဇင်းတို့စိတ်သာရှင်စောဘုရားဟောလို့ပြောကြတာပဲလေဒါကြောင့်ကိုယ့်ရဲ့လုပ်ရက်တွေဘာစိတ်နဲ့လုပ်တယ်လဲအဲ့ဒီပုံမှာပဲအပြစ်ရှိမရှိကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်နော်